လူတစ်ယောက်ဟာမြေကမ်းနားမှာကြက်တစ်ကောင်ကိုတွေ့ပြီးအိမ်ကိုခေါ်လာကပြုစုဆောက်ရှောက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကြက်ဟာနတ်စစ်သူကြီးတဦးဖြစ်မှန်းသူကမသိရှိခဲ့ပါဘူး။သူမဟာတိုက်ခိုက်ရင်းကနေထွက်ပြေးဒဏ်ရာရရှိခဲ့တာဖြစ်ပြီးသူကဲတင်နိုင်လိုက်လို့ကံကောင်းသွားခဲ့တာပါ။အစပိုင်းမှာကြက်မလေးကရန်လိုခဲ့ပေမဲ့သူချက်ကျွေးတဲ့အစားအစာတွေကြောင့်ပျော်ရွှင်သွားခဲ့ပါတယ်။အချိန်ကြာလာတော့ကြက်မလေးကမကြေမနက်ဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူကတက်လွတ်ပဲချက်ကျွေးလို့ပါအမှန်တော့သူမကအသားစားကျင်နေတာပါ။ဒါပေမဲ့အဲ့ဒီလူဟာကျက်မကြီးချိုးယွင်းနေတာဖြစ်ပြီးပတ်စံအားလုံးကိုစေကူတာစေးအဖြစ်တုံးထားရတာပါ။အမှန်တရားကိုသိလိုက်ရတဲ့အခါကျက်မလေးဟာသူ့ကိုအယံတနာသွားခဲ့ပါတယ်။သူမကကြောက်ခဲတွေကိုရွှေဖြစ်အောင်လုပ်ဖို့သူမရဲ့အစွမ်းကိုသုံးပြီးကြိုးစားပေမဲ့စွမ်းအားမပြည့်သေးလို့ကြောက်ခဲပဲပြန်ဖြစ်သွားပါတယ်။သူမဟာကြောက်ခဲတွေကိုထက်ခါတလဲလဲဂါထာမှန်းပေမဲ့အချိန်တိုင်းမအောင်မြင်ခဲ့ပါဘူး။ဒေါသထွက်ပြီးကြောက်ခဲတွေကိုရေထဲကိုကန်ချလိုက်ပါတယ်။ဒါကိုမြင်တဲ့အဲ့ဒီလူကသူမအသားစားခြင်းလို့ယူသွားပြီးထင်ပြီးသူ့ရဲ့နောက်ဆုံးလက်ကျန်ပတ်စံနဲ့အသားသွားဝယ်ခဲ့ပါတယ်။တကောင်ရံမှာတော့ကျက်မလေးကဝိညာဉ်စွမ်းရည်တွေစုပ်ယူပြီးလူသားအသွင်ပြန်ပြောင်းသွားတာကိုသူကမြင်လိုက်ရပါတယ်။သူမထွက်မသွားနိုင်အောင်အဲ့ဒီလူကကြောက်ခဲတွေနဲ့အစီရင်လှုပ်လိုက်လို့သူမဟာကြက်အသွင်ပြန်ဖြစ်သွားပါတယ်။နောက်တစ်နေ့မှာအဲ့ဒီလူဟာဈေးထဲကလိန်လေသူတယောက်ကိုဖော်ထုတ်လိုက်ပါတယ်။ဒေါသထွက်နေတဲ့လိန်လေသူဟာအပေါင်းဖော်တွေကိုခေါ်ကာအိမ်ထဲဝင်လာပြီးသူ့ကိုကန်ချလိုက်ပါတယ်။အန်ဒီယေကိုတီးတဲ့အဲ့ဒီလူဟာကြောက်ခဲတွေကိုတွန်းလဲပြီးအစီရင်ကိုအသက်သွင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ထဲမှာအလင်းတန်းတစ်ခုလက်ခနဲဖြစ်သွားပါတယ်လိန်လေသူကသူ့ကိုဆွဲကခေါ်သွားဖို့လုပ်နေတော့မှကျက်မလေးကလူသားတွင်ပြောင်းပြီးထွက်လာပါတယ်လိန်လေသူကသူမကိုဝင်မပါဘူးချင်းချောက်ခဲ့ပါတယ်ဒါပေမဲ့သူမကလက်ကိုဝေးရမ်းလိုက်ရုံနဲ့သူတို့ကိုခြံထဲကနေလွင့်ထွက်သွားအောင်လုပ်လိုက်ပါတော့တယ်